ကဲကျွန်တော်ဒီနေ့ကတော့လွန်ခဲ့2နှစ်လောက်ကရိုက်ထားတဲ့ခရမ်းသီးနှက်ဗီဒီယိုလေးကိုပြန်ပြီးတော့ edit လုပ်ထားပါတော့။ဒီလိုခရမ်းသီးလေးတွေကိုချမ်းပေးမယ်ကျွန်တော်တို့။ဒါပြီးရင်ကျွန်တော်တို့ကြက်သွန်လေးနဲ့ကြက်သွန်ဖြူကိုထောင်းမယ်။ပြီးတော့ကျွန်တော်တို့ပဇွန်လေးတွေကိုနှုတ်နှုတ်ဆင်ထားမယ်။ဒီလိုရပါပြီအဲ့ဒါကိုစားချိုးပုံထည့်မယ်ပြီးတော့နည်းနည်းနေထားပေးမယ်အရင်မထည့်နဲ့စားချိုးပုံနည်းနည်းပြပါဦးပြီးတော့ခရမ်းသီးကိုခုနထောင်းထားချက်သွန်ပြချက်သွန်လေးထည့်မယ်ပြီးရင်စားနေငယ်ချိုးပုံလေးအနည်းငယ်ထည့်မယ်ပြီးတော့ဆနွေးမုံနောက်ပြီးတော့အယောင်တင်မုံပြီးရင်ငံပြားရည်နည်းငယ်ထည့်မယ်ပြီးတော့နယ်ပေးတိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်စီလေးနဲ့ငထည့်မယ်ကျွန်တော်စီကအရင်ဆုံးထည့်ရမှာစီလည်းခုနနေတဲ့ထဲမှာထည့်ပြီးတော့နေလို့ရပါတော့ကျွန်တော်တို့မေ့သွားလို့နောက်ဆုံးမှထည့်နေပါတယ်နေပြီးခဏလေးနှက်ထားပြီးရင်ကျွန်တော်ရေထည့်မယ်ခရမ်းသီးနှက်ဆိုတဲ့အတိုင်းကျွန်တော်တို့ဒါခရမ်းသီးလေးကိုထောင်းလိုက်ချက်သွန်ဖြူချက်သွန်လေးနဲ့နှက်ပေးရပါတော့ပြီးရင်ကျွန်တော်ရေလေးထည့်ပေးတယ်ပြီးရင်ကျွန်တော်တို့တည်ထားလို့ရပြီပေါ့နော်တည်လို့ရဖုန်းလေးအုပ်ထားပေးပါကဲဒါတော့ခရမ်းသီးနည်းနည်းကြက်လာတဲ့အနေထားပေါ့နော်အဲ့မှာကျွန်တော်တို့ပစုံခုနလှီထားတဲ့ပစုံလေးထည့်မယ်ပြီးတော့မှုပေးမယ်ခင်ဗျာပြီးကျွန်တော်အဖုန်းလေးခဏလောက်အုပ်ပေးထားမယ်ကဲဒါတော့စားလို့ရတဲ့အခြေအနေဖြစ်ပါပြီကျွန်တော်ခရမ်းသီးနှက်လေးပေါ့နော်ပစုံနဲ့နှက်ထားဖြစ်ပါတယ်အားလုံးပဲဒီတိုင်းလေးလှုပ်ရှားကြည့်ကြပါဦးတော်တော်လေးစားလို့အဆင်ပြေပါတယ်ကျွန်တော်တော့အဲ့တော့တော်တော်စားလိုက်တယ်ဟိုနှစ်လောက်တည်းကြာပြီဆိုတော့ကျွန်တော်လည်းမေ့သွားပြီပေါ့နော်နောက်ထပ်ဗီဒီယိုအသစ်တွေကိုကျွန်တော်တင်ပေးပါမယ်ရိုက်ပြီးတော့ကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တာလည်းတော်တော်ကြာပြီပေါ့နော်အဆက်တော့ပြန်နေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့တွေ့ကြမယ်ပေါ့နော်ဟင်းချက်တဲ့ဗီဒီယိုတွေလည်းအမြင်တင်ပေးပါမယ်ကျေးဇူးတင်ပါတယ်